Umai koto yaru, umai koto iu, umakuyate, ဆိုတာကဘာကိုပြောရလဲဆိုတော့ကိုသိကြလားဒီ umai koto yaru ဆိုတာကဒီတစ်ခါလေကြာရင်ဒီလုပ်ငန်းခွင်တွေမှာလည်းပဲဒီကိုယ့်ရဲ့အချင်းချင်းပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဒီကိုယ့်ရဲ့လုပ်ဖို့ကံမဲ့တင်နေဖြစ်ဖြစ်ပေါ့နော်ဒီကြားတဲ့စကားလုံးမှာဆိုတော့ဒီ umai koto yaru umai koto yatte ဆိုတာကပြောမယ်ဆိုရင်တော့ဒီမြန်မာလိုပြောမယ်ဆိုရင်တော့တခုခုကိုကျွမ်းကျင်ကျင်လုပ်တယ်ပေါ့နော်။တခုခုဆိုရင်ဒီ effective ဖြစ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုး။နောက်တစ်ခါကျတော့ဒီရောခုစုလို့တခုခုပေါ့နော်။တခုခုဆိုရင်ဒီလိမ္မာပါနဲ့ဆိုတာနဲ့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်။အဲ့ဒါကိုဒီ umai koto yaru umaku yaru ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်။ဆိုတော့ဒီ umai koto yaru ဆိုတာကကျတော့များသောဖြင့်ပေါ့နော်ဒီpositive အဓိပ္ပာယ်မျိုးနဲ့သုံးတဲ့အခါမျိုးလည်းရှိသလိုတစ်ခါလေးမှကြာရင်ဒီသူ့ရဲ့ဒီအခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်ဒီ nuance ပေါ်မှာမူတည်ပြီးတော့မှလည်းပဲတခုဆိုရင်လှည့်ပတ်ပြီးတော့ပေါ့နော်ဒီ cash ခုလက်ပေါ့နော်ဒီညံကောင်းစွာနဲ့တခုဆိုရင်လိမ္မာပါနဲ့ဆိုတာနဲ့လောက်တယ်ဆိုတဲ့တစ်ခါလေးကြာရင် negative အဓိပ္ပာယ်မျိုးပြောရလေပဲရှိရပေါ့နော်တခုဆိုရင်ဒီကိုအကျိုးအတွက်ပေါ့နော်ဒီလိမ္မာပါနဲ့ဆိုတာနဲ့လဲဝဲလောက်သွားမျိုးပြောတာပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီ umai koto yaru ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောရပေါ့နော်နောက်တစ်ခါကျတော့တကယ်သူ့ရဲ့မူရင်းပေါ့နော်သူ့ရဲ့မူရင်းအဓိပ္ပာယ်အတိုင်းဒီရိုးတသားနဲ့ပြောတဲ့အခါမျိုးတွေမှာဆိုရင်လည်းပဲဒီ umai koto iu အဲ့လိုမျိုးနဲ့ပြောရပေါ့နော်umai koto yoku iu နဲ့အဲ့လိုမျိုးပေါ့နော်တခုဆိုရင်ဒီစိတ်ဝင်စားစရာကောင်းအောင်ပြောတတ်တယ်ပေါ့ပြောတယ်ပေါ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကိုပြောတယ်ပေါ့အဲ့လိုမျိုးဆိုရင် umai koto iu နဲ့ဆိုပြီးတော့အဲ့လိုလည်းပြောတယ်ပေါ့နော်ဒီ umai koto yaru ဆိုတာကကြတော့ဒီတစ်ခါလေးကြာရင်အခြေအနေပေါ်မူတည်ပြီးတော့မှပေါ့နော်တကယ်ကောင်းတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောရလဲဖြစ်တယ်လို့နောက်တစ်ခုကတခုဆိုရင်ပေါ့နော်နှုံးတစ်ဖက်အကျိုးမရုပ်အောင်လိမ္မာပါနဲ့စွာနဲ့လုံးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပဲသုံးကြရှိရပေါ့နော် realize Japanese ကိုဒီအပိနေတဲ့ပရိသတ်တွေလည်းပဲပေါ့နော်တခုဆိုရင်အချင်းတွေပေါ်မူတည်ပြီးတော့မှဒီ umai koto yaru ပေါ့နော်တခုဆိုရင်အချင်းတွေပေါ်မူတည်ပြီးတော့မှဒီတခြားလိမ္မာပါနဲ့စွာနဲ့လောက်ကြပါ